ဝင်မာလာ29ရက်နေ့မှာကြာရောက်တဲ့နှစ်ပတ်လည်နေ့ကတော့ကွန်ပျူတာဒီပလိုမာတက်ချက်ကြီးစေတနန်းအမှတ်စဉ်ဆက်တဲ့တနန်းစင်းနှစ်ပတ်လည်12နှစ်မြောက်နေ့ပဲဖြစ်ပါတယ်ပျော်ရွှင်စရာနှစ်ပတ်လည်နေ့လေးပါရှင်ဒီကနေ့မှာကြာရောက်တဲ့12နှစ်မြောက်နှစ်ပတ်လည်နေ့မှာသည်နောက်နှစ်ပေါင်းများစွာတိုင်အနေနဲ့ရရမှာနိုင်ငံတော်ရဲ့တာဝန်တွေကိုထမ်းဆောင်နေကြတဲ့တငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးနိုင်ငံအကျိုးအမျိုးဘာသာသာသနာအကျိုးကိုဒီထက်မကသေဖို့ဆောင်ရွက်နိုင်ပါစေလို့နေပြည်တော်မှာတာဝန်ထမ်းဆောင်နေတဲ့တငယ်ချင်းများကဆုတောင်းပေးထားတာပါ။နွေမာလာ29ရက်နေ့မှာကြာရောက်တဲ့ကွန်ပျူတာဒီပလိုမာတက်ချက်ကြီးစေတနန်းအမှတ်စဉ်ဆက်တဲ့တနန်းစင်းနှစ်ပတ်လည်နေ့12နှစ်မြောက်နေ့မှာသည်နိုင်ငံတော်ရဲ့တာဝန်တွေကိုခြေပြွန်စွာနဲ့ထမ်းဆောင်နိုင်ပါစေ။နိုင်ငံအကျိုးအမျိုးဘာသာသာသနာအကျိုးကိုလည်းဒီထက်မကသေဖို့ဆောင်ရွက်နိုင်ပါစေလို့မြောက်ရီရုံမြင့်တန်းကြားကနေလည်းဆုတောင်းပေးလိုက်ပါတယ်နော်။